အော်ဘာလို့နဲ့တကြံဂျိုနေတောင်ရောက်လာပြီပဲတကြံလဲရှောက်လေတရားလည်းမရှိဘူးโอเคအိမ်မှာဆိုဂိမ်းစော့မယ်ကွာချောင်းပရိုလေးတွေကျန်အောင်ကင်းအောင်လို့ပေါ့ဒါပေမဲ့လေဂိမ်းစော့လိုက်လို့ရှင်ငါရဲ့တစ်နှစ်တာလေးကလက်ကားအချိန်ဖြုံးတယ်လို့ဖြစ်သွားလိမ့်မယ်ဂိမ်းစော့လို့လည်းဖြစ်သေးပါဘူးလေကွာโอเคဂိမ်းစော့လို့မဖြစ်ရင်ဒါဆိုဒီလိုလောက်အောင် I get drunk, wake up, I'm wasted still. I realize the time that I wasted here. I feel like ရေပက်တာပဲကွာရှောက်လေတရားမှမလို့ပါကိုယ့်ရင်ရေကိုထွက်ပြီးတော့ပတ်ရုံပဲโอเคဒီမှာဆိုလို့ရှိရင်ရေပက်မယ်ကောင်းမလေးမရှိတဲ့အတွက်ဘယ်သူမှမပတ်ဘူးကိုယ့်ကိုယ်ပဲပြန်လောင်းလိုက်မယ်ပေါ့နော်မိန်းကလေးလာရင်ရေပက်ဖို့အတွက်ရေလေးကိုအစင်းသစ်ခတ်ထားလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ပြပြလွှတ်လွှတ်လေးမလောက်ရတော့ဘူးဗျညိုကီတို့နေလည်းအိမ်တွင်းအောင်လုံးမလေးပဲနဲ့အိမ်ရှိလေးထွက်ပြီးဒါမျိုးလေးစော်လေးတွေရေလိုက်ပဲလိုက်တော့ကိုယ့်တပိုးပြီးအေဂျင့်မွားဘူးလားဘာရဲ့မဟုတ်ပေမဲ့ပက်ရတာကိုအောင်မတရားရတာရှိနေတာပေါ့နော်မုံလုံးရေပေါ်လေးကလည်းလုံးထားတာဆိုတော့ကောင်းမလေးတွေလာမှမုံလုံးရေပေါ်လေးလိုက်ကျွေးမယ်ပေါ့နော်ယောက်ျားလေးဆိုရင်တော့မကျွေးချင်ဘူးဗျကျွန်တော်စေးနာမပါဘူးပေါ့နော်ကောင်းမလေးလာအောင်စောင့်မယ်ပြောရင်းဆိုရင်လည်းကျွန်တော်ဆိုင်ငယ်တစ်စီးတွေ့လိုက်တယ်ပေါ့နော်မိန်းကလေးလေးโอเคအလားလေးတွေဆိုတော့ကျွန်တော်ရေပက်မယ်ပေါ့နော်ရေပက်ပြီးမှမုံလုံးရေပေါ်ကျွေးလိုက်မယ်ဗျစားကြစမ်းကိုကြီးရဲ့တင်းနှလုံးစားကြစမ်းဆိုပြီးတော့ကဲကဲ brother ကိုလည်း AC လေးဆက်ပြီးတော့ကြည့်လိုက်အောင်ပေါ့နော်ကိုရီးယားတော့ထုံးစံအတိုင်းပဲဗျာစောတာမရှိတာပေါ့နော်အဲ့လိုမျိုးအိမ်ရှိမှရေလောင်းမဲ့မိန်းကလေးတန်းစီနေ Oh my god ဟဲဟဲနောက်တယ်ပြောချင်တာ brother ကိုလည်းပေါ့နော်ကျွန်တော်တို့တွေချောင်းပလိုလေးတွေခုချိန်မှာအပြင်ထွက်ပြီးတော့လဲနေတယ်ဆိုပြီးတော့ဂိမ်းဆော့ဖို့ပဲစဉ်းစားနေနဲ့ဒါကကျွန်တော်တစ်နှစ်မှာရတဲ့ရက်က4ရက်ပဲရှိရအဲ့ဒီ4ရက်ကိုပြောအောင်နေရမှာပေါ့နော် Okay အဲ့ဒါကြောင့်မို့အိမ်ရှိကိုခုထွက်ချင်းထွက်ပြီးတော့ရေပတ်လိုက်တော့ဗျနောက်ရပတ်ပါရဲ့ကိုကြီးမလုံးရေပေါ့လေဘူးကရင်အလားလိုက်ရအရတန်းလိုက်အားလုံးနှခေါ်လောက်နေHey Di makan lu jaya
နေကတွေ့တော့လဲလာဗီဒီယိုစားနေအပြောပါပဲမှတ်နေလို့မရဘူးပေါ့နော်ကျွန်တော်တို့တွေဆွန်းလောင်းအောင်မယ်ဗျာโอเคဒါကျွန်တော်တို့ဒီတကြံတလေးရဲ့ဆွန်းလောင်းပွဲတော့ပေါ့နော်ကျွန်တော်တို့စီမှာဒီကကူးဆိုလဲရပြီကျွန်တော်တို့တွေပျော်လဲပျော်ပြီဆိုတော့ဘာလို့သေးလဲငါကောင်တို့ဘာလို့သေးလဲစော်လိုပဲလို့တော့မပြောနဲ့ပေါ့နော်အဲ့ဒါတွေကတကယ်တမ်းရေးမကြီးပါဘူးမရှိလို့ပြောတာမဟုတ်ဘူးပေါ့နော်ရေးမကြီးလို့မကြီးလို့ပြောတာโอเคဒါဆိုကိုတွေကကူးဆိုအားပွားမယ်ပေါ့နော်ဦးစင်းနေဆွန်းလောင်းလာလေးငါတို့တွေအမြန်ကြည့်လိုက်မယ်ကွာအမြန်ကြည့်ပြီးတော့ချင်းဘာသာတို့လဲပေါ့နော်ဒီအိမ်ထဲမှာပဲအောင်းမနေနဲ့အပြင်ထွက်ပြီးရေလေးပါလေးပတ်လိုက်ပေါ့နော်ရှောက်လဲကြမလို့ကိုယ့်အိမ်ရှိကိုထွက်ပတ်ရုံနဲ့ပေါ့အားလုံးအဆင်ပြေတယ်ဗျโอเคအားလုံးမဲ့စိတ်ချမ်းသာကိုချမ်းပါစေလို့ကျွန်တော်တို့ဇော်ကြီးဂိမ်းမဲကနေစုမော်ကောင်တောင်းပေးလိုက်တယ်ပေါ့နော်โอเคဒီနေ့ဗီဒီယိုလေးရောဒီလောက်ပါပဲဗျအားလုံးဆုံးနေကြည့်ရှုပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်